မင်္ဂလာပါခင်ဗျာယနေ့မှ82နာရီအတွင်းမိုးရွာလာနိုင်မည့်ဒေသများကိုယနေ့တရက်တလ2026ညပိုင်း10နာရီမှဖတ်ရိုက်ကူးခဲ့သောမူလဝတ္ထပုံရိပ်များကိုအခြေခံပြီးတော့တင်ပြပေးမှာဖြစ်ပါတယ်ဒါယနေ့မှ82နာရီအတွင်းအရှေ့မြောက်ဘက်မှလွှင့်စင်လာသောမိုးသားဒါမြို့နယ်များဖြင့်ပေါင်းစည်းကယနေ့တရက်တလ2026မှနောက်82နာရီအတွင်းကျောက်ဆည်ခရိုင်ပြင်ဦးလွင်ခရိုင်ကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းစသည့်ဒေသများနှင့်စကိုင်းတိုင်းအထက်ပိုင်းတို့တွင်နေရာကွက်ကြားမိုးရွာလာနိုင်ဖွယ်ရှိပါတယ်ခင်ဗျာယနေ့မှ82နာရီအတွင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်စသည့်ဒေသများမှာတော့နေရာကွက်၍မိုးကောင်းတာမျိုးကွက်ကြားမိုးကောင်းတာမျိုးစသည့်ဒါလက္ခဏာများတွေ့ရှိရပါတယ်ခင်ဗျာရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ